ထိုင်ထားတွေလောက်တဲ့ချိန်မှာနားတယ်လမ်းလျှောက်တဲ့ချိန်မှာနားတယ်ဒါမှမဟုတ်လို့ရှိရင်လေကားအစင်တက်မှာနားတယ်မနဲ့အိယာထားရင်နားတယ်ကားကြကြစီးရဲ့ချိန်မှာနားတယ်ဆိုင်ကယ်ကြကြစီးမိရဲ့ချိန်မှာနားတယ် highway မှာကြကြထိုင်လိုက်တဲ့ချိန်မှာနားတယ်ပင်နေရနာလဲဆရာမခါတင်ပခွက်ပေါင်ခြေတလုံးခြေချင်းဝခြေဖြားတကောက်ခွက်နောက်ကျောဒီနေရာလေးတွေမှာခဏကပြောထားတဲ့အချက်တွေတစ်ခုမဟုတ်တစ်ခုနှာနေရဆိုလို့ရှိရင်ဒါလေးကိုစက်ကြည့်လိုက်ပါ။ဘာကြောင့်ဖြစ်တာလဲတတ်တာအောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့ဟာကိုဒီဗီဒီယိုလေးမှာဆရာမကအဖြစ်သွားပေးမှာပဲဖြစ်ပါတယ်။အဲ့တော့ခါကြောညံ့နေတယ်ထိုင်ရင်တော့ဘာမှမဖြစ်ဘူးတဲ့ထသွားတဲ့အချိန်ခါမှာဆိုလို့ရှိရင်ဆွဲထားသလိုဖြစ်ပြီးတော့နာတယ်ဘယ်လိုလုပ်ရမလဲ။မတရလိုက်ပြီဆိုတော့မြင်အောင်ကြည့်လိုက်ပါ။ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကခြေပေါ်ရောက်သွားပြီခြေထောက်နှစ်ဖက်ပေါ်ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့အောက်ပိုင်းကိုဆက်တာဒီခါအဲ့တော့ pressure ပဲမှာရှိမှာလေခါမှရှိမယ်ခြေပေါ်မှာရှိမယ်အဲ့တော့ဒီနေရာလေးတွေမှာခန္ဓာကိုယ်တစ်ခုလုံးရဲ့ pressure ရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်နေတော့တက်တောင့်တက်တာဖြစ်တယ်ခန္ဓာကိုယ်တစ်ခုလုံးရဲ့အလေးချိန်ကခါမှရှိတယ်ဆိုပေမဲ့တက်တောင့်တက်တာရှိတယ်ကျက်လိုက်တဲ့အချိန်မှာကဘာကြီးရဲ့ဆွဲအားကတစ်ခုရှိထားပြီးသားဖြစ်တယ်အဲ့တော့နှာလာတယ်ကြိုက်လာတယ်ဆိုလို့ရှိရင်မတက်ရက်လိုက်တဲ့အချိန်မှာဒီရဲ့အကျော်ကွေးနေရနေဆန့်သွားတာကတကြောင်တင်ပခေါ်ဒီကြွက်တာအများဆုံးဖြစ်တဲ့အတွက်ဒီနေရာကနှာတာကြိုက်တာကိုမြန်မြန် response ပေးနိုင်တယ်ခန္ဓာကိုယ်ကိုဒါကတကြောင်အဲ့တော့ဒီလိုဖြစ်နေပြီဆိုလို့ရှိရင်မပေါ်စတင်တော့ဘူးဘယ်လိုလုပ်ရမလဲဆရာမဆိုလို့ရှိရင်အကျော်ညှက်နေတာသိတယ်မလားအကျော်ပြန်ထွက်အောင်လုပ်ရမယ်ဒီတဲ့ဆိုထားတယ်ဆိုလို့ရှိရင်ဒီတင်ပခွက်တင်မကတော့ဘူးပေါင်ရဲ့အနောက်ဘက်ခြေတစ်လုံးခြေချင်းဝခြေပြဒီရဲ့ကြွက်သားတွေပုံမှန်မဟုတ်တဲ့ပုံစံဖြစ်လာမယ်အကျော်ကဆွဲတိုင်းလိုက်တယ်လို့ဖြစ်သွားပြီးတော့မှကောင်းတဲ့ဖက်နဲ့မကောင်းတဲ့ဖက်ရှင်လိုက်လို့ရှိရင်အကျော်ညက်တဲ့ဖက်ကနည်းနည်းကလေးတုံနေရလို့ခံစားရမယ်ပို့ပြီးတော့တိတာလာမယ်ဆိုရင်ခြေဘွားကဒီလိုပြပြကလေးမဖြစ်နေတော့ဘူးတဖြည်းဖြည်းနဲ့ဖနောက်ကထောင်နေမယ်ညက်ဖက်နဲ့တွေစီးတဲ့ချိန်မှာမမြဲတော့ဖြစ်မယ်တနေ့ကုန်နေလို့ရှိရင်တော့အကောင်းပဲညအိပ်ပြီးအပြင်လဲတွားဖို့အဆင်မပြေတော့အိမ်မှာလဲပါဆေးတွေမှမရှိတော့ဘူးဆိုတဲ့အချိန်မှာထုံတလို့နားတလို့ကျင်တလို့ကြိုက်တလို့မခံမရနိုင်အောင်ခံစားလာရပြီဒီလိုလေးတွေတစ်ခုပြီးတစ်ခုဖြစ်လာတယ်ဆိုလို့ရှိရင်တော့မပေါ်စပဲနဲ့ယောဂမပြိုးထားပဲနဲ့ယောဂမမွေးထားပဲနဲ့ဒီဝေဒနာတက်တာအောင်အကျော်ထွက်အောင်အမြန်ဆုံးနဲ့အမှန်ဆုံးကုသမှုခံယူပါလို့ဆရာမကဒီမှာ sharing လုပ်တာပြတာပဲဖြစ်ပါတယ်ဘယ်လိုကုမလဲစေထိုးစေတောက်မလား traction ဆွဲမလားနော်စီလိန်စကလေးချင်းခံလုံးမလားခွဲစိတ်ကုသမှာလားကိုကြိုက်တဲ့နည်းနဲ့ကုလို့ရတာဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုတွေ့တယ်ဆိုလို့ရှိရင်အသေးစိတ်လာပြီးတော့မှဆက်တွေ့ဆုံးဆက်မေးမြန်းလို့ရပါတယ်ရှင်ကျေးဇူးတင်ပါတယ်